ပါအဲ့တော့ဒီချက်တို့ဒီလိုမျိုးကိုယ့်ရဲ့ဒီစည်ရင်းတွေထဲမှာပေါ့နော်အစီအစဉ်တွေမကြဘူး error တွေလည်းပါနေတယ်ဒီ stock code တွေပေါ့အဓိကတော့ stock code တွေကိုအစီအစဉ်တွေမကြဘဲနဲ့အဆင်ပြေသလိုမျိုးဒီလိုမျိုးရိုက်ထည့်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီ stock code တွေကိုအစီအစဉ်ကြအောင်ဘယ်လိုမျိုးဖန်တီးလို့ရမလဲဆိုတာကိုဒီ video lesson လေးမှာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါကတော့ပုံမှန်ဆိုလို့ရှိရင်တော့ဒီဟာကို select မှတ်တယ် copy ကူးတယ်ပြီးရင်ဒီဘက်မှာ page ထဲကနေပြီးတော့မှ transport page ကိုသုံးတယ်transport page ကိုသုံးလိုက်တယ်ဆိုလို့ရှိရင်ခဏလေးနော်ဒီမှာ transport page ကိုသုံးလိုက်တယ်ဆိုရင်ဒီတန်းလုံးအတွက်ကအဆင်ပြေသွားတယ်အဲ့မှာ3မိနစ်လောက်ကြာသွားမယ်ပြီးဒီဟာကို select မှတ်တယ် copy ကူးတယ်ဒီအောက်မှာလာပြီးတော့မှ transport page နဲ့ထပ်ချတယ်ဆိုရင်တို့အလောက်ကထင်သလောက်မပြီးပါဘူးအဲ့ဒီလိုအခါမျိုးတွေမှာဆိုရင်ကိုကဒီလိုမျိုးအစီအစဉ်မကျတဲ့ data တွေထဲမှာဒီကုတ်နံပါတ်တွေကိုပဲကိုကလိုချင်တယ်ဒီအောက်မှာရှိနေတဲ့ error တွေပြီးရင်ဒီ set ကွက်အလွတ်တွေကိုမလိုချင်ဘူးဆိုရင်အသုံးပြုလို့ရတဲ့ function ကဘာ function သုံးလို့ရလဲဆိုရင် to colon ဆိုတဲ့ function ကိုအသုံးပြုလို့ရတယ် to colon က version ဘယ်လောက်မှာစပြီးတော့မှအသုံးပြုလို့ရတာလဲဆိုလို့ရှိရင်သူက Office 365 version ကနေစပြီးတော့မှအသုံးပြုလို့ရပါတယ် Office 365 version မှာအသုံးပြုလို့ရတယ်ပြီးတော့ရင် Office 2021 version မှာအသုံးပြုလို့ရပါတယ်ဆိုတော့ညီမချင်းထိုးပါမယ်2 col 2 colon ဆိုပြီးတော့ရွေးလိုက်ပါအဲ့မှာ तू ကပထမဦးဆုံးတောင်းတာက array ဆိုပြီးတော့တောင်းပါတယ် array ဆိုတဲ့နေရာမှာကိုလိုချင်တဲ့ data ကို select မှတ်ပါအဲ့ဒီမှာ error တွေကိုလည်းခြံခဲ့စရာမလိုဘူး set ကွက်အလွတ်တွေကိုလည်းခြံခဲ့စရာမလိုဘူးပြီးရင် comma ခံလိုက်ပါနောက်တစ်ခုက ignore အခုကို select မှတ်လိုက်တဲ့ data တွေထဲကနေပြီးတော့မှဘယ် data တွေကိုခြံခဲ့ချင်တာလဲကိုခြံခဲ့ချင်တဲ့ data ကိုခြံခဲ့လို့ရတယ်အဲဆိုဒီမှာ ignore blank and error ဆိုတာလေးကိုနှစ်ချက်နှိပ်လိုက်ရုံပဲဒါဆိုရင်သူကဒီ select မှတ်ထားတဲ့ set ကွက်ထဲကနေပြီးတော့မှ blank တွေကိုလည်းခြံပြီးတော့အလုပ်လုပ်ပေးမယ် error တွေကိုလည်းခြံပြီးတော့အလုပ်လုပ်ပေးမယ်လို့ပြောလိုက်တာပြီးပြီဆိုရင် enter ခောက်ပြီးတော့ enter ခောက်ချလိုက်တယ်ဆိုလို့ရှိရင်သူကဒီနေရာမှာဗာပြပေးလဲဆိုရင်ဒီ set ကွက်တွေထဲက data တွေကိုတော့ယူလိုက်တယ်အလျားလိုက်ကနေ down လိုက် auto fill ဖြည့်ပေးတယ်ပြီးရင် error တွေကိုခြံခဲ့တယ် set ကွက်အလွတ်တွေကိုခြံခဲ့တယ်အဲ့တော့လုံးဝ10မိနစ်2မိနစ်အတွင်းမှာကိုလိုချင်တဲ့ data ကဘလောက်ပဲများနေဒီလိုမျိုး auto ဘာဖြစ်သွားလဲဆိုလို့ရှိရင် data တွေကလုံးဝအစီအစဉ်ကြတယ်စနစ်ကြတဲ့ data format တစ်ခုပြောင်းသွားပါလိမ့်မယ်ဒါလေးတွေကဒီချက်တို့ဒီ stock database တွေကိုထောင်တဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ်ကိုဒီ software တွေကနေထွက်လာတဲ့ database တွေကိုဒီလိုမျိုး code အစဉ်လိုက်သတ်မှတ်ချင်တဲ့အခါမျိုးတွေမှာဆိုရင်အသုံးပြုပေးရမယ် function လေးတစ်ခုဖြစ်ပါတယ်အဲ့တော့ဒါလေးကိုသုံးပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းခွင်မှာဒီလိုမျိုး error တွေထွက်လာခဲ့တယ်ဆိုရင်အမြန်ဆုံးဖြေရှင်းနိုင်တဲ့နည်းလမ်းလေးဖြစ်ပါတယ်အဆင်ပြေပါစေနောက်ထပ် video lesson လေးမှာပြန်လည်ဆုံတွေ့ပါမယ်ဒီသင်ခန်းစာလေးကဒီချက်တို့ intermediate professional excel class လေးတွေကသင်ခန်းစာလေးတစ်ခုဖြစ်ပါတယ်ရှင်